အားလုံးပဲမင်္ဂလာပါရှင်ရာခုထိုင်းနိုင်ငံရဲ့ပင်လယ်ကမ်းခြေတောင်တန်းအနေနဲ့အရန်ကိုလာတဲ့အဝိုင်းဟင်းကျဲက luxury condominium project လေးတစ်ခုရောက်နေတာဖြစ်ပါတယ်ကြောင့်ပြီးထားတလားလောက်ပဲရှိသေးတယ်ဆိုတော့ဒါကွန်ဒိုအသစ်ဆက်လေးပေါ့နော်ဒီနေရာအပြင်ဆိုလို့ရှိရင်တော့ဒီကွန်ဒိုလေးရဲ့ထူးခြားချက်ကရတို့ beach နဲ့ဆိုလို့ရှိရင်300မီတာလောက်ပဲဝေးတယ်နောက်ပြီးဟွာဟင်းရဲ့နာမည်ကြီး Tamarind Night Market နဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးနီးတယ်ပေါ့နော်နောက်ပြီးဒါ tourist attraction တွေကတော်တော်များများလေရတို့မိနစ်ပိုင်းလေးအတွင်းမောင်းလို့ရမယ် location မှာတရှိရဲ့ project လေးလည်းဖြစ်ပါရဲ့ရှင်နောက်ဒီကွန်ဒို project ထဲမှာဆိုလို့ရှိရင်8ထပ်အမြင့်ရှိတဲ့ building နှလုံးပါရပေါ့နော်အခန်းပေါင်းက426ခန်းပါရပြီးဒီ building ရဲ့အလယ်မှာဆိုလို့ရှိရင်ဒီလိုမျိုးရေကူးကန်နဲ့ဂါရန်အခြေကြီးရှိရဖြစ်တဲ့အတွက်ဒါကိုယ့်ရဲ့အခန်းကနေရတော့ပူပြူးလေးရောဂါရန် view ရောတွေ့ရမှာဖြစ်ပါရဲ့ရှင်ဒါရေကူးကန်ဆိုစုပေါင်းဒီကွန်ဒိုထဲမှာ9ခုတောင်ပါရပေါ့နော်ရုံးတိုက်တွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီကွန်ဒို project လေးမှာရတော့1 bedroom နဲ့2 bedroom ဆိုပြီးတော့မှရွေးချယ်ဝယ်လို့ရတယ်1 bedroom မှာဆိုလို့ရှိရင်လည်းဒါ small နဲ့ medium ဆိုပြီးတော့မှရှိရပေါ့နော်2 bedroom မှာဆိုလို့ရှိရင်လည်း2 bedroom ကိုမှ1 bath နဲ့ရှိတယ်2 bedroom ကိုမှ2 bath နဲ့လည်းရှိရဖြစ်တဲ့အတွက်ကိုကြိုက်နေတတ်တဲ့အခန်းအကျယ်ဝန်းလေးကိုရွေးချယ်ဝယ်လို့ရပါရဲ့ရှင်နောက်ပြီးဒီကွန်ဒို project ထဲက second floor မှာရှိတဲ့2 bedroom အခန်းလေးဆိုရတော့ဒါဂါရန်နဲ့ direct access လုပ်ပေးထားတာပေါ့နော်အဲ့တော့ကို့အခန်းကနေပြီးတော့စင်းချင်းပါတယ်ဂါရန်လေးနဲ့ဒါပူးကိုတန်းပြီးတော့ရောက်မှာဆိုတော့ဒီခန်းလေးကတော်တော်လေးကိုမှအဆင်ပြေတယ်လူကြိုက်လည်းအရန်များတယ်ပေါ့နော်အဲ့တော့ဈေးနှုန်းအနေနဲ့ကတော့ဒီကွန်ဒို project လေးမှာရတော့1 bedroom အခန်းလေးကို starting price အနေနဲ့ 3.3 million ဘတ်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါရဲ့ရှင်ကိုရောက်ဒီကွန်ဒိုလေးထဲမှာဆိုလို့ရှိရင်1 bedroom ကိုမှ small နဲ့ medium ဆိုပြီးတော့မှရှိရပေါ့နော် small size လေးကကြာ25 square meter ကျယ်ဝန်းရှိရယ် medium size ကကြာ34 square meter ကျယ်ဝန်းရှိရယ်ရအခုဒီနေ့ပေါ့နော်1 bedroom ထဲကမှ34 square meter ကျယ်ဝန်းရှိတဲ့အခန်းလေးကိုလိုက်ပြပေးခြင်းပါရှင်တစ်ချက်လောက်ရဝင်ကြည့်အောင်ဒါဒီကွန်ဒိုကအခန်းလေးတွေကြာတော့ရတော့အခန်းဝယ်ပြီးဆိုတာနဲ့ fully furnished ဖြစ်မယ်ပြီးတော့ appliance အကုန်ပါဝင်မှာပေါ့နော်အခုဒီခန်းလေးဆိုလို့ရှိရင်ဝင်ချင်းပါတယ် kitchen လေးရှိတယ် kitchen ကောင်လာဆိုလို့ရှိရင်လည်းကြဲဝန်းလေးနဲ့ပြီးလို့ရှိရင်ဒီမှာညှော်ဆုပ်ဆက်လေးလည်းပါသေးရပေါ့နော်ပြီးရင်ဒါ cabinet တွေလည်းပါတယ်ပြီးတော့ fully appliance ဖြစ်တဲ့အခါမှာရောက်ဒီ microwave တွေရောပြီးလို့ရှိရင်ရေခဲတက်တာတွေရောအကုန်ပါမှာပေါ့နော်တစ်ဖက်မှာဆိုလို့ရှိရင်လည်း cabinet လေးထားပေးထားတယ်ပြီး dining လေးကိုကြောက်ဒီ kitchen နဲ့တွဲရလေးမှာထားပေးထားရပေါ့နော်ပြီးတော့ living room အကျယ်ကြီးရှိပါရဲ့ရှင်ဒါ living room ဆိုလို့ရှိရင်လည်းချစ်စရာလေးပြီးဘေးမှာဆိုလို့ရှိရင်တော့ balcony လေးလည်းရှိပါတယ် balcony ရနေဆိုလို့ရှိရင်ရတို့ဒါ swimming pool view လေးနဲ့ garden view လေးကိုတွေ့ရမှာပေါ့နော်ရ living room နဲ့ကဲ့ရဲ့မှာဆိုလို့ရှိရင်တော့အိတ်ခမ်းအကျယ်ကြီးရှိပါရှင်အိတ်ခမ်းကမှဒါ master bedroom အနေနဲ့ထားပေးထားတာပေါ့နော်ပြီးရင်ဒါ open kitchen ဖြစ်တဲ့အခါမှာဒီလိုမျိုးအိတ်ခမ်းကို spray လေးလုပ်ပေးထားသေးတယ်ဒါအိတ်ခမ်းလေးဆိုလို့ရှိရင်လည်းကြဲကြဲဝန်းလေးနဲ့ဟိုမှာဘေးမှာ glass window လေးထားပေးထားတယ်အလင်းလေးလည်းဝင်တယ်ပေါ့နော်ပြီးရေချိုးခန်းအင်တာလေးလည်းရှိပါရဲ့ရှင်ရေချိုးခန်းအင်တာလေးဆိုလို့ရှိရင်လည်းရေချိုးခန်းဒီအမှန်လေးနဲ့ကပ်ပေးထားတယ်ပြီးဘူတိုင်းပါတယ်ဘေးစင်ပါတယ်ပေါ့နော်ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီ1 bedroom အခန်းလေးတွေရတော့4 million ဘတ်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါရဲ့ရှင်တချို့အထက်မြင့်နေဆိုလို့ရှိရင်ရတော့ဒါ sea view လေးလည်းတွေ့ရအောင်မယ် garden view ရော pool view လေးရောတွေ့ရမှာဖြစ်ပါတယ်ဒီ luxury condo project ထဲမှာဆိုလို့ရှိရင် facility အနေနဲ့ဆိုလို့ရှိရင်လည်း swimming pool 5ခုတောင်ပါတယ်ပေါ့နော်နောက်ပြီး club house လည်းပါတယ် fitness လည်းပါတယ် kid room လည်းပါတယ်ပြီးရင် lobby နဲ့ဒါ co-working space အပြင်တခြား facility တွေအများကြီးလည်းပါဝင်ပါသေးရဲ့ရှင်နောက်ပြီးထူးခြားချက်အနေနဲ့ကတော့ဒါအလေတက်မှာပေါ့နော်ဘေးရဲ့အလေမှာ swimming pool တွေအပြင် garden တော်တော်များများကိုလည်းလုပ်ပေးထားဖြစ်တဲ့အတွက် garden view တော့ရတော့ဒီ condo မှာအပြည့်အဝရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကွန်ဒိုလေးကဒါပင်လယ်နဲ့လည်းနီးတယ်အချင်းကြီးညာရင်လည်းနီးတယ်ပြီးတော့ tourist attraction နေရာတွေကိုလည်းအလွယ်လေးသွားလို့ရအောင်မှာဆိုတော့ location အားဖြင့်ဆိုလို့တော်တော်လေးအဆင်ပြေရပါတော့ facility အစုံအနေနဲ့ပါဝင်တာဖြစ်တဲ့အတွက်ဒီကွန်ဒိုကအခန်းလေးတွေဝယ်ယူနေဆိုလို့ရှိရင်တော့အခုပဲရတဲ့ SAC Investment Company ရဲ့ page messenger နေပဲဖြစ်ဖြစ် WhatsApp နံပါတ်ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်ယူရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးရတဲ့နေ့တင်ငါးပါပေးလိုက်ရပါရှင်